အားလုံးမင်္ဂလာပါဒီကနေ့ရောက်ရှိလာတဲ့သမင်ပေါင်းဦးလေးကတော့အမြဲတမ်းဒီမီးပဲလင်းနေတာပေါ့နော်ဒီမီးကိုမလင်းလာတော့ဘူးလို့ပြောတယ်ဗျအဲ့ဒါအပြစ်ရှာပြီးပြပင်ကြည့်ရအောင်ဟုတ်ကဲ့ပါကျွန်တော်ပြုတ်ကြည့်တဲ့အချိန်မှာနော်ဖြစ်နေစီကဒီခလုတ်လေးပေါ့နော်ဒီခလုတ်လေးကပြတ်သွားတာလားမသိဘူးပေါ့နော်ဘာလို့ဒီနာကဖြူတွေပါတယ်လဲပြက်စရာအကြောင်းမရှိဘူးလေနော်ဒီခလုတ်ရဲ့ဒီနှစ်ခုပဲရှိမှာပေါ့ဒီနှစ်ခုဆိုရင်ဒီကောင်ကလည်းပန်းလောင်းကိုကြည့်တော့ဒီမှာဝင်နေတယ်ဆိုတော့ဒီခလုတ်ကြောင်တာပဲဖြစ်ဖို့များပါတယ်ဆိုတော့ခလုတ်လေးကိုဖြုတ်ပြီးတော့တိုင်းကြည့်အောင်ဒီကလေးတွေကိုဖြုတ်တဲ့အချိန်ကျတော့ဒီနေ့မှာနှိပ်ဖို့ပါတယ်ဗျဒီမှာတော့နည်းနည်းနှိပ်ရခဲ့လို့နော်ဒီလိုနှိပ်ပြီးဖြုတ်ပါတကယ်လို့မနှိပ်ပဲဖြုတ်မှဆိုရင်ဒီမှာကလစ်အပေါက်လေးတွေ့ဒီမှာတော့အပေါက်လေးရှိရနော်ဒီအပေါက်လေးနဲ့ဒီထဲမှာကလစ်ခုနနှိပ်မှရတဲ့ဟာလေးပေါ့နော်ဒီလိုနှိပ်မှအောက်ဆင်းသွားတဲ့ခလုတ်လေးရှိအဲ့ကောင်လေးကိုမနှိပ်ပဲနဲ့ထုတ်မှဆိုရင်အရန်ကြိုက်ပြီးထုတ်ရခက်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်တစားပဲဖြုတ်လိုက်ပါမယ်ဟုတ်ကဲ့ပါဒီမီတာလေးကတော့အော်တိုဖြစ်တဲ့အတွက်ကြောင့်မို့ short time မှာလည်းပြောင်းစရာမလိုဘူးပေါ့နော်ခလုတ်ကောင်းတိုင်းကြည့်မယ်ခလုတ်ကလည်းကောင်းနေပါလေဟုတ်ကဲ့ပါဒုတိယခလုတ်ကတော့ဒီကောင်လေးပေါ့နော်ဒီကောင်လေးကကျွန်တော်ဒီမှာကြည့်လို့ဒီကောင်ကတ်နေတယ်အခုကျွန်တော်ကြောက်လက်နေနေထိုးလိုက်တော့မှကွာပြီးတော့အပေါ်တက်သွားတယ်ဗျကြီးလေးကတော့ point လေးကလည်းကြီးတွေရှိနေတယ်အဲ့ဒါလေးကိုကျွန်တော်ကော်ပလေးနဲ့တိုက်ကြည့်ရအောင်ဟုတ်ကဲ့ပါကျွန်တော်ဒီအဲ့ဒီ point လေးကိုဒီကော်ပတ်အနုလေးနဲ့ပဲတိုက်ပြလိုက်ပါမယ်โอเคဒီမှာကြီးတွေမဲတွေကြီးတော့တိုက်တော့မရှိပါဘူးနော်။အော်ရှိတယ်ဒီကောင်မှမဲလေးနော်။ဟုတ်ကဲ့ပါဒီမှာတော့မဲလေးနေမှာနော်။ဒီဘက်ကျတော့မရှိဘူးပေါ့နော်။အဲ့တော့ဒီဘက်ပဲမဲလေးတွေများနေတယ်နော်။ဒါဆိုရင်ဒီလောက်ဆိုရင်အဆင်ပြေတော့ပါပြီ။ဟုတ်ကဲ့ပါအခုလိုမျိုးစနစ်တကျပြန်လည်တက်ဆင်ပြီးပြီဆိုတော့စမ်းတက်ကြည့်ရအောင်။ဟုတ်ကဲ့ပါအခုချိန်မှာတော့ဒီမီနီလေးပဲလင်းနေတာပေါ့နော်ဒီမီနီလေးလင်းမှလည်းဒါကဓမင်းအိုးနှွေးတဲ့အချိန်မှာပေါ့နော်ခလုတ်တဲ့နှိပ်မထားပါဘူးဒီ OS တိုင်ကတစ်မျိုးပါပေါင်းတဲ့ဒီကောင်ကဓမင်းကိုနှွေးနေတဲ့ပုံစံပေါ့နော်တကယ်တော့နှွေးတော့ပြီးပြီဆိုရင်ဒီမှာကဒီဝါလေးလင်းလာမှာဖြစ်ပါတယ်ပေါ့နော်အချိန်တစ်ခုစောင့်ကြည့်ရအောင်ဟုတ်ကဲ့ပါအခုဆိုရင်တူပါတူအော်တိုတက်သွားပြီပေါ့နော်ခုနကပိုင်လေးရဲ့ error ပါပဲဘာဖြစ်လို့လဲဆိုတော့ခုနကပိုင်လေးကတက်ဖို့အတွက်သူအားယူပြီးမဲ့သူကပူပြီးတော့ကတ်နေတာပေါ့နော်အဲ့လိုကတ်နေတဲ့အတွက်ကြောင့်မို့ဒီမီးကွာလေးကမလင်းတော့တာဖြစ်ပါတယ်အဲကြောင့်မို့ထမင်းတွေပါနေနှွေးတဲ့အချိန်မှာအနှွေးလုံပြီးတော့ဂျိုးတွေပါတက်ပြီးတော့ပူပြီးတော့ဂျိုးတွေတက်ကုန်တာပေါ့နော်အဲ့ဒါအန်ဒီတော့နည်းနည်းများပါတယ်ဒါပေမဲ့ဒီ OLS စတိုင်ကလည်းတစ်မျိုးလေးလောက်ထားတာဗျာသူကတခြား OD လိုမျိုးအပူကွိုင်းဆိုတဲ့အပြားလေးမပါဘဲနဲ့ဒီကောင်က point စနစ်နဲ့ပဲလှုပ်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်